လောကကြီးကမတရားဘူးမေကိုယ့်ဘက်ကအစစ်မှန်တွေပေးခဲ့ပါလေနဲ့အတူရောင်တွေပဲပြန်ပေးခြင်းတတ်ကြတာညံ့ခဲ့တာမဟုတ်ဘူးမေရနတ်မရှိတဲ့ပန်းတပွင့်ကိုယူမိုက်စွာခင်တွယ်မိလို့အညံ့ခံပြီးအရှုံးပေးခဲ့တာပါယူအားတာမဟုတ်ဘူးအမေအစိုးမရတဲ့ဘဝတွေမှာဘယ်အရာမှမတည်မြဲလို့ယူသားစွာပေးဆက်ခဲ့တာပါရှုံးခဲ့တာမဟုတ်ဘူးမေအပြုံးနဲ့သာအနိုင်ယူခြင်းခဲ့လို့မာနတွေကိုခောက်ဝါချပြီးပြုံးလေးနဲ့အရှုံးပေးခဲ့တာပါမိုက်မဲခဲ့တာမဟုတ်ဘူးမေဇယိုက်မှားတဲ့ပတ်ဝန်းကျင်ကိုပြောင်းလဲပေးခြင်းနဲ့စေတနာကြောင့်အမုန်းခံပြီးမိုက်ပြခဲ့တာပါမချစ်တတ်တာမဟုတ်ဘူးမေအချစ်ဟာလူပေးမှားခဲ့တန်ဖိုးတွေမဲ့သွားတတ်ကြောင်းသင်ခန်းစာတွေပေးသွားကြတာပါ